ခများမှာဘလောက်ပဲပတ်စံရှိရှိဒီကဘာပေါ်မှာခများကိုဘလို့နီးနဲ့မှအဝင်မခံမဲ့နေရာတွေရှိပါတယ်။အဲ့ဒီနေရာတွေကသွားရလာရခက်ခဲလို့မဟုတ်ဘူး။ခများအဲ့ဒီကိုခြေချမိတာနဲ့အသက်ခံရနိုင်လို့ဖမ်းဆီးခံရနိုင်လို့ဒါမှမဟုတ်လူသားမျိုးနွယ်ရဲ့နှစ်ပေါင်းထောင်ချီတဲ့ချိုးဝက်ချက်တွေကိုဖျက်ဆီးပြစ်မိနိုင်လို့ဖြစ်ပါတယ်။တချို့နေရာတွေကိုခိမီလက်နက်ကင်စစ်တပ်တွေကစောင့်နေတယ်။တချို့ကိုတော့အစိတ်ပြင်းဆုံးမြေတွေကအဆောင်ကျက်လုပ်နေတယ်။နောက်ထပ်နေရာတစ်ခုမှာတော့အင်တာနက်ဆိုတာဘာမှမသိပဲလူစိမ့်မြင်တာနဲ့အစိတ်လူများနဲ့ပြစ်တတ်မဲ့မျိုးနွယ်စုတွေရှိနေပါတယ်။ဘာကြောင့်ဒီတကားတွေကိုပိတ်ထားပြီးတော့ကိုလွင့်ပစ်ထားတာလဲ။သူတို့ဘာတွေကိုဖုံးကွယ်ထားတာလဲ။ဒီနေ့မှာတော့ခများတို့ဘယ်တော့မှရောက်ဖူးမှာမဟုတ်တဲ့နောက်ွယ်မှာကြောချမ်းစရာဇလန်းတွေရှိနေတဲ့ကမ္ဘာသားမြင့်နယ်မြေခုနှစ်ခုတည်းကိုကျွန်တော်တို့ချောင်းကြည့်ရအောင်ဒီကျွန်းကိုကြည့်လိုက်ရင်တော့အပန်းဖြေဖို့တိတ်ကောင်းတဲ့အပူပိုင်းကျွန်းကလေးတစ်ခုလို့ထင်ရပါလိမ့်မယ်။ဒါပေမဲ့သတိထားပါ။ဒါဟာကမ္ဘာပေါ်မှာအနည်းရဲ့အရှိဆုံးကျွန်းတစ်ကျွန်းပါ။အိန္ဒိယနိုင်ငံပိုင်အတမန်ကျွန်းစုထဲမှာပါဝင်တဲ့မြောက်စင်တီနယ်ကျွန်းဖြစ်ပါတယ်။ဒီကျွန်းပေါ်မှာစင်တီနယ်မျိုးနွယ်စုပေါင်း90ကနေ900ကြားနေထိုင်ကြတယ်လို့ခန့်မှန်းရပေမဲ့ဘယ်သူမှတိကျကျမပြောနိုင်ပါဘူး။ဘာလို့လဲဆိုတော့သူတို့ကပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်မလုပ်ဘဲနေထိုင်လာတာ။နှစ်ပေါင်း6000ကျော်နေပြီမို့လို့ပါပဲ။သူတို့ဟာအင်တာနက်မိုဘိုင်းဖုန်းဒါမှမဟုတ်ခင်မီလက်နက်တွေအကြောင်းဘာမှမသိပါဘူး။ဒါပေမဲ့သူတို့ကောင်းကောင်းသိတာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကျူးကျော်သူကိုများနဲ့ပြစ်တက်ဖို့ပါပဲ။2006ခုနှစ်မှာတငါတဲ့နှစ်ဦးဟာသူတို့ရဲ့လေဆက်ချိုရင်းပြီးဒီကျွန်းကြီးကိုရောက်သွားခဲ့ပါတယ်။ရလက်ကတော့သူတို့နှိုးလုံးအသက်ခံခဲ့ရတာပါပဲ။ပိုပြီးလူသိများတဲ့ဖြစ်ရပ်ကတော့2018ခုနှစ်ကပါအသက်26နှစ်အရွယ်အမေရိကန်သာသနာပြုဂျွန်အလန်ချောင်းဟာသူတို့ကိုခရစ်ယာန်ဘာသာအကြောင်းဟောပြောဖို့ကျွန်းပေါ်ကိုတရားမဝင်တိတ်တဆိတ်တက်ခဲ့ပါတယ်။သူဟာပထမတစ်ခေါက်မှာများနဲ့ပြစ်ခံရလို့ပြန်ပြေးခဲ့ရပေမဲ့ဒုတိယတစ်ခေါက်မှာတော့အသက်ခံခဲ့ရပါတယ်။သူ့ရဲ့ရုပ်လောင်းကိုတောင်ပြန်မရခဲ့ပါဘူး။ထူးခြားတာက2004ခုနှစ်ဆူနာမီလင်ကြီးဖြစ်တုန်းကပါ။အိန္ဒိယအစိုးရကဒီလူတွေအသက်ရှင်ရဲ့လားဆိုတာသိဖို့ရဟတ်ယာဉ်နဲ့တွားကြည့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျွန်းသားတစ်ယောက်ဟာကမ်းခြေကိုပြေးထွက်လာပြီးရဟတ်ယာဉ်ကိုများနဲ့လမ်းပစ်ခဲ့ပါတယ်။ဒါဟာငါတို့အသက်ရှင်နေမင်းတို့အကူအညီမလိုဘူးထွက်သွားကြလို့ပြောလိုက်တယ်လို့ပါပဲ။ဒီလူတွေဟာနှစ်ပေါင်း6000ကြာအောင်တီးခြားနေထိုင်ခဲ့တာကြောင့်ကျွန်တော်တို့စီမှာရှိတဲ့တာမန်တုတ်ကွေးနာဆေးဒါမှမဟုတ်ဝက်သက်ယောဂါဘိုးတွေကိုခုခံနိုင်စွမ်းလုံးဝမရှိပါဘူး။ကျွန်တော်တို့အတွက်တာမန်ယောဂါကသူတို့အတွက်တော့မျိုးုံသွားစေနိုင်တဲ့ဇီဝလက်နက်လိုပါပဲ။1869ခုနှစ်မှာဗြိတိချတွေက အနီးနားကကျွန်းသားတချို့ကိုဖမ်းပြီးမြို့ကိုခေါ်လာဘူးပါတယ်လူကြီးတွေဟာချက်ချင်းဖျားပြီးတေဆုံးသွားခဲ့တယ်လို့ကလေးတွေကိုကျွန်းကိုပြန်ပို့လိုက်တဲ့အခါမှာလဲမြို့ကပါလာတဲ့ယောဂဘိုးတွေကြောင့်ကျွန်းသားများပြားတေဆုံးခဲ့ရပါတယ်ဒါကြောင့်စင်တီနယ်ကျွန်းဟာရှိုးဝက်ချက်တွေကိုဖုံးကွယ်ထားတဲ့နေရာမဟုတ်ပါဘူးလူသားမျိုးနွယ်ရဲ့ကွဲပြားခြားနားမှုကိုထိမ့်သိမ်းထားတဲ့နောက်ဆုံးခံတက်ကြီးပါသူတို့ကအကူအညီမတောင်းပါဘူးသူတို့ဘာသာအေးအေးဆေးဆေးနေခွင့်ပေးဖို့ပဲတောင်းဆိုနေတာပါအဲ့ဒီတောင်းဆိုချက်ကကဘာပေါ်မှာအမှန်ကန်ဆုံးတောင်းဆိုချက်ဖြစ်နိုင်ပါတယ်နောက်ထပ်နေရာကတော့လူတွေကိုမဟုတ်ပဲမျိုးစေ့တွေကိုကာကွယ်ထားတဲ့နေရာတစ်ခုပါခင်ဗျားတို့တခါမှမကြားဘူးတဲ့ကဘာပြက်ကိန်းမျိုးစေ့ပန်စီကိုသွားကြရအောင်ညဝင်ရိုးစွန်းနဲ့ကီလိုမီတာ1000သာဝေးတော့တဲ့နော်ဝေနိုင်ငံရဲ့စဘာဘတ်ကျွန်းစုစီကိုသွားကြည့်ရအောင်ဒီမှာတော့နင်းနဲ့ရေခဲတွေကြားထဲကနေထိုးထွက်နေတဲ့ထူးဆန်းတဲ့ကွန်ကရစ်အဆောက်အုံတစ်ခုရှိပါတယ်ဒါဟာကဘာပြက်မဲ့နဲ့အတွက်ပြင်ဆင်ထားတဲ့ကဘာမျိုးစေ့ပန်ပါပဲဒီတကားနောက်ွယ်မှာဘာရှိမလဲတကားကိုဖွင့်လိုက်တာနဲ့မီတာ120ကျော်ရှည်လျားတဲ့ဥမင်လိုင်ကောင်းကြီးရှိပါတယ်အဲ့ဒီအဆုံးမှာတော့အပူချိန်အနှုတ်18ဒီဂရီစင်တီဂရိတ်မှာအမြဲတမ်းအေးခဲထားတဲ့အခန်းကြီး3ခန်းရှိပါတယ်ဒီအခန်းတွေထဲမှာကဘာတဝန်းလုံးကလာတဲ့မျိုးစေ့ပေါင်း1တန်းကျော်ကိုတင်စေထားပါတယ်စီးရီးယားကကျုံထိုင်းကဆန်မက္ကဆီကိုကပြောင်းဘူးပီယူကအာလူဒီမျိုးဗီဇအားလုံးကိုဒီမှာမိတ္တူကူပြီးတင်ထားတာပါဘာကြောင့်ဒီလောက်ထိလုံနေရတာလဲတနေ့မှာစစ်ပွဲတွေကူးစက်ယောဂါတွေဒါမှမဟုတ်တဘာဝဘေးအန္တရာယ်ကြောင့်ကဘာပေါ်ကစိုက်ပျိုးရေးလုပ်ငန်းတွေအကုန်ပျက်စီးသွားခဲ့ရင်အဲ့ဒီအချိန်ကျရင်နှစ်ပေါင်းထောင်ချီပြီးတန်မိုးထားခဲ့ရတဲ့စိုက်ပျိုးပင်တွေပျောက်ကွယ်သွားနိုင်ပါတယ်ဒါကြောင့်ဒီဘန်ကလူသားမျိုးနွယ်အတွက်အာမခံ policy လိုပါပဲမူရင်းပျောက်သွားရင်ဒီကနေမိတ္တူပြန်ထုတ်ပြီးပြန်ပြီးစိုက်ပျိုးလို့ရအောင်ပါ2015ခုနှစ်မှာစီးရီးယားပြည်တွင်းစစ်ကြောင့်အလက်ပိုမြို့မှာရှိတဲ့မျိုးစေ့ပန်ပျက်စီးသွားတဲ့အခါ
သိပ္ပံပညာရှင်တွေဟာဒီစပါးဘက်ဖန်စီကနေသူတို့တင်ထားတဲ့မျိုးစေ့တွေကိုပထမဆုံးအကြိမ်ပြန်ထုတ်ယူခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့မော်ယိုကိုနိုင်ငံမှာတခွဲခန့်တစ်ဖွင့်ပြီးအဖိုးတန်မျိုးစေ့တွေကိုပြန်လည်ရှင်သန်စေခဲ့ပါတယ်။ဒီဘန်ကိုနျူကလ িয়ার စစ်ပွဲဖြစ်ရင်တောင်ခံနိုင်ရရှိအောင်မြေနလင်တန်နဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုတောင်ကျော်လွှားနိုင်အောင်တိစောက်ထားတာပါ။လျှက်စစ်မီလုံးဝပြတ်တောက်သွားရင်တောင်တောင်ထဲကရေခဲတွေကြောင့်မျိုးစေ့တွေဟာဆက်လက်အေးခဲနေမှာဖြစ်ပါတယ်။ဒါပေမဲ့ခမ်များမှာဘလောက်ပဲပတ်စံရှိဘလောက်ပဲနာမည်ကြီးတဲ့သတင်းထောက်ဖြစ်ဒီထဲကိုပေးမဝင်ပါဘူး။ဤပညာဝန်ထမ်းအချို့ကလွဲလို့ကျန်တဲ့သူတွေဟာအပြင်ဘက်ကကွန်ကရစ်တကားကြီးကိုပဲကြီးခွင့်ရှိပါတယ်။ဘာလို့လဲဆိုတော့လူတွေဝင်ထွက်သွားလာရင်ပါလာမဲ့ဘက်တီးရီးယားတွေမှုတွေနဲ့အပူချိန်ပြောင်းလဲမှုတွေကမျိုးစေ့တွေကိုပျက်စီးစေနိုင်လို့ပါပဲ။ဒါဟာရှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားတာထက်တန်ရှင်းမှုကိုအမြင့်ဆုံးထိန်းသိမ်းထားတာပါ။ဒီနေရာဟာအနာဂတ်မှာကဘာကြီးကိုကယ်တင်မဲ့နေရာဖြစ်လို့ပါပဲ။နောက်ထပ်နေရာကတော့ခမ်များတို့အားလုံးကြားဘူးမဲ့အစိုးရကနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တဲ့ဒဲကနာယာတဲကရှို့ဝှက်ချက်တစ်ခုစီကိုတွားကြည့်ရအောင်။နီဘားဒါးဒဲကနာယာတဲကအကျယ်ဝန်းစတုရန်ကီလိုမီတာ16000ရှိတဲ့ဒီမြေကွက်လက်ကြီးဟာကမ္ဘာပေါ်မှာလူပြောများဆုံးရှို့ဝှက်ချက်တစ်ခုပါ။အမေရိကန်ဆိုရဟာဒီနေရာရှိကြောင်းကို2013ခုနှစ်အထိတရားဝင်ဝန်မခံခဲ့ပါဘူး။ဒါဟာအားလုံးသိကြတဲ့ Area 51ပါ။ဒီနေရာအကြောင်းပြောရင်လူတွေဟာကြိုသားတွေပြန်လွှားရင်တွေနဲ့ရှို့ဝှက်စမ်းသပ်မှုတွေကိုပဲပြင်းမြင်ကြပါတယ်။အစိုးရကနှုတ်ပိတ်ထားလေလူတွေကပိုပြီးစိတ်ဝင်စားလေပါပဲ။ဒါပေမဲ့ဒီနေရာရဲ့တကယ့်မှန်တရားကကြိုသားတွေထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့လေကြောင်းနည်းပညာတွေဖြစ်နေတတ်ပါတယ်။တကယ်တော့ Area 51ဟာအမေရိကန်လေတပ်ရဲ့ရှို့ဝှက်လေယာဉ်တွေကိုစမ်းသပ်တဲ့ကွင်းပါအမြင့်ပေ9000ကျော်မှာပြန်တန်းနိုင်တဲ့ U2 လေယာဉ်တနာရီကို3500ကီလိုမီတာကျော်ပြန်တန်းနိုင်တဲ့ SR-71 Black Pat နဲ့ရေဒါမှာမမြင်ရတဲ့ပထမဆုံးကိုပြောက်လေယာဉ် F117 တို့ကိုဒီမှာပဲစမ်းသပ်ခဲ့တာပါဒီလေယာဉ်တွေဟာအရန်ကိုစမ်းသစ်လုံးတာကြောင့်ဒါကိုမြင်လိုက်ရတဲ့တာမန်လူတွေကကြိုသားရင်တွေလို့ထင်မှတ်ခဲ့ကြတာပါအစိုးရကလည်းစစ်ရေးရှို့ဝှက်ချက်ဖြစ်တဲ့အတွက်ဟုတ်မဟုတ်လာမရှင်းပြနိုင်တဲ့အခါမှာတော့ကောလာဟာလတွေကပြန့်နှံ့သွားခဲ့ပါတယ်2019ခုနှစ်တုန်းကတော့အင်တာနက်ပေါ်မှာ Area 51ကိုဝိုင်းဝန်းစီးနှင်းကြဆိုတဲ့နောက်ပြောင်မှုတစ်ခုကြောင့်လူပေါင်းတန်းကျော်ကလာမယ်လို့စာရင်းပေးခဲ့ကြပါတယ်တကယ်တမ်းမှာတော့လူအနည်းငယ်ပဲရောက်လာပြီးဆိုင်းဘုတ်တွေရှေ့မှာဆယ်ဖီရိုက်ပြီးပြန်သွားခဲ့ကြပါတယ်ဘယ်သူမှခြံစည်းရိုးကိုကြော်ဖို့မကြိုးစားဝန့်ပါဘူးဘာလို့လဲဆိုတော့ဒီနေရာကိုလှုပ်ရှားမှုအာရုံခံစနစ်တွေကင်မရာတွေနဲ့လက်နက်ကင်လုံခြုံရေးတွေက24နာရီစောင့်ကြပ်နေလို့ပါအသက်အန္တရာယ်ရှိနိုင်သည်ဆိုတဲ့သတိပေးချက်ကနောက်ပြောင်နေတာမဟုတ်ပါဘူးနောက်ထပ်ရှို့ဝှက်ချက်ပေါင်းများစွာရှိတဲ့နေရာတစ်ခုကတော့ဗာတီကန်စီးတီးထဲမှာရှိပါတယ်အဲ့ဒါကတော့နှစ်ပေါင်းရာချီတောခတ်ထားတဲ့ဗာတီကန်မော်ကွန်းတိုက်ပါပဲကမ္ဘာအသေးဆုံးနိုင်ငံဖြစ်တဲ့ဗာတီကန်စီးတီးရဲ့မြေအောက်နဲ့နေရာမှာစင်တန်းရှည်85ကီလိုမီတာရှိတဲ့စာအုပ်စင်တွေရှိပါတယ်ဒီစင်တွေပေါ်မှာတော့တာမန်လူတွေတင်မှတ်ကပဲပုပ်ရဟန်းမင်းကြီးကိုယ်တိုင်တောင်အကုန်မသိနိုင်တဲ့သမိုင်းဝင်စာရက်စာတမ်းပေါင်းတန်းနဲ့ချီရှိနေပါတယ်ဒါဟာတစ်ချိန်ကဗာတီကန်ရှို့ဝှက်မော်ကွန်းတိုက်လို့လူသိများခဲ့တဲ့နေရာပါဒီမော်ကွန်းတိုက်ထဲမှာဘာတွေရှိနေလို့လဲနာမည်ကျော်ပချိဆရာမီကယ်လန်ဂျာလိုရဲ့ပေးစာတွေနက္ခတ္တဗေဒပညာရှင်ကယ်လီလီယိုကိုစစ်ဆေးမေးမြန်းခဲ့တဲ့မှတ်တမ်းတွေအင်္ဂလန်ဘုရင်ဟင်နရီကသူ့ရဲ့အိမ်ထောင်ရေးကိုဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့တဲ့စာဒီလိုမျိုးကမ္ဘာသမိုင်းကိုပြောင်းလဲခဲ့တဲ့အထောက်ထားတွေအားလုံးဒီထဲမှာရှိပါတယ်ဒီမော်ကွန်းတိုက်ကိုနှစ်ပေါင်း150ကျော်တိုင်ပြင်ပလူလုံးဝပေးမဝင်ပဲပိတ်ထားခဲ့တာပါ1880ခုနှစ်ရောက်မှပညာရှင်ချို့ကိုစတင်ဝင်ခွင့်ပြုခဲ့ပေမဲ့ကန့်သက်ချက်တွေကအရန်ကိုတင်းကျပ်လုံးပါတယ်ခါများဟာသတင်းထောက်တစ်ယောက်အနေနဲ့ဝင်လို့မရသလိုကျောင်းသားတစ်ယောက်အနေနဲ့လည်းဝင်လို့မရပါဘူးအရေးချင်းပြေးွားတဲ့သမိုင်းပညာရှင်တစ်ယောက်ဖြစ်နေရင်တောင်ခါများကြည့်ချင်တဲ့စာရက်စာတမ်းကိုတိတိကျကျနာမည်ပြောပြီးတောင်းဆိုရတာပါခါများအနေနဲ့စာအုပ်စင်တွေကြားထဲလျှောက်သွားပြီးစာအုပ်တွေလန်ကြည့်ခွင့်မရှိပါဘူးဒါကြောင့်လဲကောလာဟာလတွေကအမြဲရှိနေတာပါတချို့ကဒီထဲမှာကြိုသားတွေနဲ့ဆက်သွယ်ထားတဲ့အထောက်ထားတွေရှိတယ်လို့ယုံကြည်ကြသလိုတချို့ကလည်းတမန်ကျမ်းစာထဲမှာမပါဝင်တဲ့ရှို့ဝှက်ကျမ်းစာတွေရှိနေတယ်လို့ယူဆကြပါတယ်85ကီလိုမီတာဆိုတဲ့အကွာအဝေးဟာရန်ကုန်ကနေပဲခူးအထိသွားလို့ရတဲ့အကွာအဝေးထက်တောင်ပိုရှိပါတယ်အဲ့ဒီလောက်ရှည်တဲ့စင်နန်းတွေပေါ်မှာနှစ်ပေါင်းရာချီတဲ့ရှို့ဝှက်ချက်တွေရှိနေတာပါအဲ့ဒီတကားနောက်ွယ်မှာဘာတွေရှိနေမလဲဆိုတာကတော့
ကျွန်တော်တို့ရဲ့စိတ်ကူးစိတ်တန်းတွေထဲမှာပဲဆက်ရှိနေဦးမှာပါနောက်ထပ်နေရာကတော့အစိတ်ပြင်းဆုံးတတဝါတွေကအဆောင်ကျက်လုံးနေတဲ့ကျွန်းတကျွန်းပါဒီကျွန်းပေါ်ကိုခြေချမိတာနဲ့အသက်ရှင်ဖို့အခွင့်အရေးမရှိသလောက်ပါပဲဘရာဇီးနိုင်ငံဆောင်ပိုလိုကမ်းခြေကနေ35ကီလိုမီတာလောက်အကွာမှာအီလျာဒါကီမာဒါဂယန်ဒီလို့ခေါ်တဲ့ကျွန်းတကျွန်းရှိပါတယ်မြေုံပေါ်မှာကြည့်ရင်တော့တာမန်ကျွန်းတကျွန်းပါပဲဒါပေမဲ့ဒေသခံတွေကတော့ဒီကျွန်းကိုမြေကျွန်းလို့ပဲခေါ်ကြပါတယ်ဒီကျွန်းဟာကဘာပေါ်မှာအနေရရှိဆုံးတတဝါတွေရဲ့ကတစ်မျိုးဖြစ်တဲ့ရွှေရောင်မြေပွေးရဲ့တူးတဲသောအင်ဂေဟာပါခံမှန်းချေရဒီကျွန်းရဲ့12ရန်မီတာတိုင်းမှာမြေဓာတ်ကောင်ကနေ9ကောင်ထိရှိနေပါတယ်ခင်များခြေတလန်းလန်းလိုက်တိုင်းခင်များရဲ့တာမီတာကွာဝေးမှာအစိတ်ပြင်းမြေတကောင်ကစောင့်နေတယ်လို့မှတ်ယူလို့ရပါတယ်ဒီမြေတွေရဲ့အစိတ်ကဘလောက်ပြင်းတယ်လဲဆိုရင်သူတို့ရဲ့အစိတ်ကလူအသားဆိုင်တွေကိုအကြီးပြောကျသွားစေနိုင်ပြီးအတွင်းပိုင်းသွေးယိုစီးမှုနဲ့ကြောက်ကပ်ပျက်စီးမှုကိုဖြစ်စေပါတယ်အစိတ်ဖြေစေးချက်ချင်းမထိုးနိုင်ရင်တနာရီအတွင်းသေဆုံးနိုင်ပါတယ်ဒီကျွန်းပေါ်မှာနောက်ဆုံးနေထိုင်ခဲ့တဲ့သူကတော့မိပြတိုက်ဆောင်မိသားစုပါဒေသခံတွေပြောပြတဲ့ပုံပြင်တွေအရ1920ပြည့်နှစ်တွေတုန်းကမြေတွေဟာပတင်းပေါက်ကနေတဆင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်ခဲ့ပြီးမိပြတိုက်ဆောင်တဲ့သူ့မိသားစုဝင်အားလုံးကိုအစိမ့်နဲ့ကြိုက်တက်ခဲ့ကြတယ်လို့ဆိုပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့မိပြတိုက်ကိုအလိုလျောက်စနစ်ပြောင်းလိုက်ပြီးကျွန်းကိုလည်းလူသူမဝင်ရတားမြစ်နယ်မြေဖြစ်သတ်မှတ်လိုက်ပါတယ်ဘရာဇီးအစိုးရဟာဒီကျွန်းပေါ်ခြေချတာကိုဥပဒေနဲ့တားမြစ်ထားပါတယ်မြေတွေကိုလေ့လာမဲ့သိပ္ပံပညာရှင်ချို့ကိုပဲခွင့်ပြုချက်ပေးပြီးဝင်ခွင့်ပြုပါတယ်ဒါပေမဲ့အဲ့ဒီသိပ္ပံပညာရှင်တွေဟာလည်းအစိတ်ဖြေဆေးတွေအပြည့်စုံဆောင်ထားတဲ့ဆရာဝန်တဦးကိုမဖြစ်မနေခေါ်သွားရတာပါဒါကြောင့်မြေကျွန်းဟာရှိုးဝက်ချက်တွေကြောင့်ပိတ်ထားတာမဟုတ်ပဲတင်းသက်ကိုအမှန်တကယ်ကာကွယ်ဖို့ပိတ်ထားတာပါနောက်ထပ်နေရာကတော့ကျွန်တော်တို့ရဲ့ထွက်သက်တစ်ချက်ကတည်းနှစ်ပေါင်း1,900ကျော်သက်တမ်းရှိတဲ့အမှုပညာတွေကိုဖျက်ဆီးပစ်နိုင်တဲ့နေရာတစ်ခုစီသွားကြည့်ရအောင်1940ပြည့်နှစ်စက်တင်ဘာလ12ရက်နေ့ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းမှာလူငယ်4ယောက်နဲ့သူတို့ရဲ့ခွေးလေးယိုဘော့ဟာဒေါ်ထဲမှာရှောက်သွားရင်ထူးဆန်းတဲ့တွင်းဝါတစ်ခုကိုတွေ့ခဲ့ပါတယ်သူတို့အဲ့ဒီတွင်းထဲကိုဆင်းကြည့်လိုက်တဲ့အခါကမ္ဘာသမိုင်းမှာအကြီးကျယ်ဆုံးရှေးဟောင်းသူတွေတနာရှာဖွေတွေ့ရှိမှုကြီးတစ်ခုကိုလုံးမိလိုက်မှန်သူတို့မသိခဲ့ကြပါဘူးအဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1,900ကျော်ကြောက်ခေတ်ဟောင်းကလူသားတွေရေးဆွဲခဲ့တဲ့ Let's Go ပချီကူပါပဲဒီကူထဲမှာနွားရိုင်းတွေမြင်းတွေသမင်တွေနဲ့နက်နဲတဲ့တင်ကေတပေါင်း600ကျော်ကိုအယောင်စုံနဲ့ရေးဆွဲထားပါတယ်ဒီပချီကားတွေရဲ့လက်ရာကဘလောက်ကောင်းတယ်လဲဆိုရင်ခေတ်တစ်ပချီဆရာပီကာဆိုတောင်ချီးကျူးခဲ့ရတဲ့အထိပါပဲဒုတိယကမ္ဘာစစ်အပြီး1948ခုနှစ်မှာဒီကူကိုအများပြည်သူကြည့်ရှုဖို့ဖွင့်ပေးခဲ့ပါတယ်။ဒီနေ့ကိုလူပေါင်း1800ကျော်ဝင်ကြည့်ခဲ့ကြပါတယ်။နှစ်ပေါင်း1,900ကျော်တိုင်အပြင်လောကနဲ့ထိတွေ့မှုမရှိဘဲတည်ငြိမ်နေတဲ့ကူရဲ့အပူချိန်နဲ့ဆိုထိုင်းစာလူတွေရဲ့အသက်ရှူတန်တွေကြောင့်စတင်ပြောင်းလဲလာပါတယ်။ကျွန်တော်တို့အသက်ရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဟာကူနံရံကပချီကားတွေကိုတိုက်စားလာပါတယ်။လူတွေရဲ့ကိုပူချိန်ကြောင့်ကူထဲမှာဆိုထိုင်းစတက်လာပြီးအစိမ်းရောင်ယောဂါလို့ခေါ်တဲ့မှုတွေရေညှိတွေပချီကားတွေပေါ်မှာပေါက်ဖွာလာပါတယ်15နှစ်အတွင်းမှာပဲဒီတန်ဖိုးမဖြတ်နိုင်တဲ့လက်ရာတွေဟာပျက်စီးဖို့လက်တကမ်းလိုကိုရောက်သွားခဲ့ပါတယ်1963ခုနှစ်မှာတော့ပြင်သစ်အစိုးရဟာဒီကူကိုအပြီးအပိုင်ပိတ်လိုက်ပါတော့တယ်ဒီနေ့ချိန်မှာတော့သိပ္ပံပညာရှင်နှဲငယ်ကလွဲလို့ဘယ်သူမှဝင်ခွင့်မရှိပါဘူးကျွန်တော်တို့ရဲ့ထွက်သက်တစ်ချက်ကတည်းရှေးဟောင်းမွေအနှစ်တွေကိုတက်ဖြတ်နေတယ်လို့ဖြစ်နေလို့ပါအခုဆိုရင်ခီးသွားတွေအတွက်ကူရဲ့ပုံတူမိတ်တူကိုအပြင်မှာအသေးစိတ်ပြန်လဲတိဆောက်ပြီးပြသထားပါတယ်မူရင်းကူကတော့မောင်မဲနေတဲ့တောအုပ်အောက်မှာတောခတ်ပြီးကြံရိတ်ခဲ့ပါပြီတခါတလေမှာကျွန်တော်တို့ဟာအရာဝတ္ထုတွေကိုချစ်လုံးလို့ဖျက်ဆီးမိတတ်ကြပါတယ်အကောင်းဆုံးကာကွယ်စောင့်ရှောက်ခြင်းဟာအဝေးကနေကြည့်တာဒါမှမဟုတ်နှောက်ယှက်ခြင်းမပြုတာပဲဖြစ်ပါလိမ့်မယ်တမိုင်းကိုထိမ့်သိမ်းဖို့အတွက်တကားပိတ်ထားရတဲ့နောက်ထပ်နေရာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့တရုတ်ပြည်ကမြေအောက်စစ်တီတော်တွေရဲ့အရှင်သခင်ဧကရစ်ချင်းရှီဟွမ်ရဲ့ဂူဗိမာန်ပါပဲနှစ်ပေါင်း2200ကျော်ကြာတဲ့အထိဘယ်သူမှမဖွင့်ရသေးတဲ့ဒီဂူဗိမာန်ထဲမှာဘာတွေရှိနေမလဲတရုတ်ပြည်ရဲ့ပထမဆုံးဧကရစ်ချင်းရှီဟွမ်ရဲ့မြေအောက်စစ်တီတော်တွေကိုခပြားတို့မြင်ဘူးကြမှာပါရွှန့်စည်းနဲ့လှုပ်ထားတဲ့စစ်တီတော်ပေါင်း8000ကျော်ဟာတိုက်ပွဲဝင်ဖို့အသင့်ပြင်ထားသလိုစီတန်းနေကြတာဟာတကယ်ကိုအမခန်းစရာပါဒါပေမဲ့ခပြားတို့မသိသေးတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီစစ်တီတော်တွေဟာအဆောင်တွေတက်တက်ပဲဆိုတာပါပဲတကယ်ဧကရရဲ့ဂူဗိမာန်ကတော့ဒီတောင်ကုန်းကြီးရဲ့အောက်ဘက်အနက်ဆုံးနေရာမှာရှိနေပါတယ်
ထူးခြားတာကလွန်ခဲ့တဲ့နှစ်ပေါင်း2200ကျော်ကတည်းကဒီနေ့ချိန်ထိဘယ်လူသားတစ်ယောက်မှဒီကူဗိမ္မာန်ထဲကိုခြေမချဘူးသေးတယ်လို့ဖွင့်ကြည့်ဖို့လည်းမကြိုးစားဝန့်သေးတာပါပဲ။သမိုင်းမှတ်တမ်းတွေအရဒီကူဗိမ္မာန်ဟာမြေအောင်နန်းတော်ကြီးတစ်ခုလိုခမ်းနားပါတယ်။ကူဗိမ္မာန်ရဲ့အမိုးပေါ်မှာဖလဲတွေရန်တနာတွေနဲ့ကျေတာယာကောင်းကင်ယံကိုဖန်တီးထားပြီးကျမ်းပြင်ပေါ်မှာတော့တရုတ်ပြည်မြေပုံတိုင်းစီးဆင်းနေတဲ့ပဓာမြစ်တွေရှိတယ်လို့ဆိုပါတယ်။ကျူးကျော်သူတွေဝင်လာရင်ပြစ်တက်ဖို့အလိုလျောက်များဆက်တွေကိုလည်းတက်ဆင်ထားတယ်လို့မှတ်တမ်းတင်ထားပါတယ်။သိပ္ပံပညာရှင်တွေဟာဒီတောင်ကုန်းပေါ်ကမြေစီလွှာကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ပုံမှန်ထက်အဆပေါင်းများစွာမြင့်မားနေတဲ့ပဓာဓာတ်တွေကိုတွေ့ရှိခဲ့ပါတယ်။ဒါဟာပဓာမြစ်တွေရှိတယ်ဆိုတဲ့မှတ်တမ်းကအမှန်ဖြစ်နိုင်ခြေများနေပါတယ်။ဒါဆိုဘာလို့တရုတ်ဆိုရကဒီကူကိုမတူးတာလဲ။နီးပညာမပြည့်စုံသေးလို့ပါ။1990ပြည့်နှစ်တွေမှာစစ်တီရုပ်တုတွေကိုတူးတော့ကသူတို့မှာတောက်ပတဲ့အယောင်တွေပါခဲ့ပါတယ်။ဒါပေမဲ့လေထုထဲကအောက်ဆီဂျင်နဲ့ထိတွေ့လိုက်တာနဲ့မိနစ်ပိုင်းတွင်းမှာပဲအယောင်တွေဟာပျောက်ကွယ်သွားခဲ့ရပါတယ်။တကယ်လို့အခုအချိန်မှာဧကရာရဲ့ကူကိုဖွင့်လိုက်မယ်ဆိုရင်နှစ်ပေါင်း2000ကျော်အောင်ထိမ့်သိမ်းထားတဲ့ပိုးထည်တွေအချီတွေနဲ့အဖိုးတန်ပစ္စည်းတွေဟာမျက်စိရှေ့မှာတင်ပြာဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်တရုတ်ဆိုရကပိုပြီးကောင်းမွန်တဲ့ထိမ့်သိမ်းရေးနည်းပညာတွေပေါ်လာတဲ့အထိစောင့်ဆိုင်နေတာပါ။ဒီနေရာခုနှစ်ခုလုံးမှာတူညီတဲ့အချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကတော့ဒါမြစ်ချက်တိုင်းရဲ့နောက်ွယ်မှာအကြောင်းပြချက်တစ်ခုစီရှိနေရဲဆိုတာပါပဲ။တချို့ကတင့်တက်ကိုကာကွယ်ဖို့တချို့ကသမိုင်းကိုထိမ့်သိမ်းဖို့တချို့ကတော့လူသားမျိုးနွယ်ရဲ့အနာဂတ်အတွက်ပါနိုင်ငံတကာကစိတ်ဝင်စားစရာသတင်းချက်လက်တွေနဲ့ဗဟုသုတအကြောင်းအရာတွေကိုအမြဲတမ်းဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ channel ကိုလည်း follow လုပ်ထားဖို့မမေ့ပါနဲ့အောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်